အစားကတော့မိတဲ့ဖက်ကဘာမှမပြောတော့ဘဲနဲ့အကုန်လုံးဒီတိုင်းအေးစစ်စစ်လေးပြီးသွားမလို့ပေါ့နော်ဒါပေမဲ့ရှင်ပုံပြည့်ဒီနေ့တင်ထားတဲ့ post ရယ်ပြီးလို့ရှိရင်သူပြောတဲ့စကားတွေရယ်ဒီအရန်ရိုင်းလုံးလို့မိတဲ့ဒီဟာကိုတင်ရတာပါဒီဟာကိုဒီဗီဒီယိုရိုက်ရတာပါဆိုတော့ညီမနဲ့သူနဲ့လမ်းခွဲထားရသည်73ရက်နေ့မှလမ်းခွဲလိုက်တာပါဧပြီ73ရက်နေ့မှလမ်းခွဲလိုက်တာပါ12ရက်နေ့ညနေမှညီမအိမ်ပေါ်ကနေသူဆင်းပြီးတော့မှသူအိမ်ကိုသူပြန်သွားတာပါပြီးတော့မိတဲ့နဲ့သူနဲ့စပြီးတော့မှသူနဲ့စပြီးတော့အတူတူနေဖြစ်သွားတယ်ဆိုတာသူ2024 6လပိုင်း25ရက်ကသူအိမ်ပေါ်ကဆင်းလာတယ်အိမ်ပေါ်ကဆင်းလာပြီးတဲ့အချိန်မှာပတ်စံလက်ထဲမှာတပြားမှမပါဘူးပတ်စံတပြားမှမပါဘူးပြီးတော့သူအိမ်ကိုမပြန်ချင်ဘူးသူကသူတိုက်ခန်းငှားပြီးတော့မှနေမယ်အခန်းရှာပေးပါအခန်းရှာမယ်ဆိုပြီးတော့အခန်းတူတူရှာပေးတယ်သူ့မှာပေးဖို့အတွက်ပတ်စံတပြားမှမရှိဘူးပတ်စံတပြားမှမရှိဘူးသူ့မှာသူလုံးဝအိမ်ပေါ်ကဆင်းလာတဲ့အချိန်မှာတက်စီခတောင်သူ့မှာပါမလာဘူးဆိုတော့ဟိုတယ်မှာနေရဒီအိမ်မငားခင်ဆက်ကြပေါ့နော်တပတ်လောက်မှာဟိုတယ်မှာနေရဟိုတယ်မှာနေရစားတယ်တောက်တယ်အဲ့ဒါကြီးအကုန်လုံးညီမပတ်စံနဲ့ပဲရှင်းခဲ့တယ်ညီမပဲပေးခဲ့တာပါပြီးတော့သူအိမ်ငားမယ်ဆိုပြီးပြောတဲ့အချိန်မှာညီမအိမ်ရှာတယ်အိမ်ရှာပြီးတော့အိမ်ရသွားတဲ့အချိန်မှာသူကအိမ်စာချုပ်ချုပ်ဖို့အတွက်လက်ထဲမှာပတ်စံတပြားမှရှိမနေဘူးသူ့အကူကဘန်ကောက်မှာသူ့ကိုစီမှာသူအပ်ထားတဲ့ပတ်စံရှိရပေါ့နော်သူ့ကိုကဘန်ကောက်မှာရိုက်ကူးရေးသွားနေလို့ပြန်လာတဲ့အချိန်ကြလို့ရှိရင်ဒီအိမ်စာချုပ်ချုပ်ထားတဲ့ပတ်စံကိုသူပေးပါမယ်ဆိုပြီးမှညီမကိုပြောပါတယ်အဲ့ချိန်မှာညီမဒီတီတာရွှေဆိုင်မှာညီမရွှေလက်စွပ်တစ်ချက်သားကိုတွားရောက်ပြီးတော့မှညီမဒီအိမ်ကိုစာချုပ်ချုပ်ပေးပါတယ်အိမ်စာချုပ်ချုပ်တဲ့အချိန်မှာတစ်လကို6သိန်းနဲ့အိမ်က6လပွဲစားက1လပြီးတော့deposit က1လဆိုတော့အလုံးပေါင်း8လချုပ်ရတယ်အဲ့ဟာကိုညီမသူ့ကိုညီမပတ်စံနဲ့စိုက်ပြီးတော့မှချုပ်ပေးထားတယ်သူ့ကိုပြန်လာရင်ပေးမယ်ဆိုလို့အဲ့ကနေပြီးတော့မှသူတယောက်တည်းမနေရဲဘူးသူတငယ်ချင်းတွေကိုသူခေါ်ထားမယ်ပေါ့နော်သူတငယ်ချင်းတွေမလာခင်မှာညီမကိုအတူတူနေပေးပါဆိုပြီးမှပြောတယ်ဒါပေမဲ့ဒီကြားထဲမှာအကြောင်းမျိုးမျိုးကြောင့်သူတငယ်ချင်းတွေဒီသူနဲ့အတူတူလာမနေတဲ့အတွက်ကြောင့်မလို့ညီမနဲ့သူနဲ့အခုချိန်ထိအတူတူဒီအိမ်မှာရှိနေရတယ်ဒီအိမ်မှာရှိနေတဲ့အချိန်မှာဒီလေညီမအလောက်ကရတဲ့ပတ်စံညီမရှာတဲ့ပတ်စံနဲ့ပဲစားတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲသုံးတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲအားလုံးအိမ်ရဲ့မီတာခအကုန်လုံးအားစညီမပဲပေးခဲ့ရတာသူ့ပတ်စံတပြားတစ်ချက်မှမကုန်ခဲ့ပါဘူးသူဒီညီမနဲ့အတူတူနေရဲ့ဒီနှစ်တွင်းမှာသူအလုပ်3ခုသူကြော်ညာ3ခုရှိရဲ့အဲ့3ခုရှိခဲ့တဲ့ဟာဒီလေညီမပတ်စံတပြားတစ်ချက်မှသူ့စီကမယူခဲ့ပါဘူးပြီးတော့အခုသူကပတ်စံပြန်တောင်းတယ်ဆိုတော့သူယူထားတဲ့ပတ်စံကိုပြန်တောင်းလာပါညီမပြန်တောင်းတယ်ဆိုတော့ဒါအိမ်က6လပြည့်သွားလို့နောက်ထပ်6ချက်ထပ်ပြီးတော့မှ6လချုပ်တယ်အားလုံးပေါင်းအိမ်က14လစာ6သိန်းနဲ့14လစာဆိုရင်84သိန်းရှိပါတယ်မီတာခကဒီတစ်နှစ်စာမီတာခတွက်လိုက်မယ်ဆိုလို့ရှိရင်10သိန်းကျော်ရှိရယ်အားလုံးပေါင်း10သိန်းပဲညီမတွက်ထားတယ်အဲ့တော့64သိန်းသူစီကရစရာရှိရယ်ဒါအိမ်မှာစားတာတောက်တာ3နာရီဒီနောက်ဆုံးစကင်ကဲသူတောက်ဖို့ဝိဝယ်တာကစဆက်လိုက်ဝယ်တာကစညီမပတ်စံနဲ့ပဲညီမစိုက်ပြီးမှဝယ်ပေးခဲ့ရတာသူဒီလိုမျိုးတုံးနေတာဒီလိုမျိုးတောက်နေတာတွေကညီမပတ်စံနဲ့ပဲညီမပေးခဲ့ရတာပါအဲ့ဒါကိုသူကသူ့မှာအတိုင်းဝိုင်းရှိရယ်ဆိုပြီးတော့မှအခုမနေ့တုန်းကကျတော့ပေးမယ်လို့ပြောတယ်ဒီနေ့ကျတော့လှုပ်ချင်တာလှုပ်တဲ့အခုတွဲတာပြက်တာကြာနေပြီဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ညီမဖက်ကနစ်နာပါတယ်သူအဲ့လိုမျိုးပြောတဲ့အတွက်ကြောင့်မို့လို့လေ73ရက်နေ့ထိညီမနဲ့သူနဲ့အဆက်အသွယ်ရှိနေတယ်ဖုန်းမက်ဆေ့တွေလည်းရှိနေတယ်စာတွေလည်းရှိနေတယ်73ရက်နေ့ညနေရမှာညီမကိုယ်တိုင်ပဲငါတို့တွေလမ်းခွဲကြရအောင်ဆိုတဲ့စာအောင်ညီမကိုယ်တိုင်ပဲပို့ခဲ့လိုက်တာပါဘာလို့လဲဆိုတော့သူဒီလိုမျိုးဖောက်ပြန်နေတာညီမမခံနိုင်လို့ပါညီမအိမ်မှာနေတယ်ညီမချက်တဲ့ထမင်းကိုစားတယ်ညီမနဲ့အတူတူထမင်းတောင်းပိုင်းနဲ့စားပြီးမှဂျင်သွားလိုက်အောင်မယ်ကိုဂျင်သွားလိုက်အောင်မယ်တဲလေးရေဆိုပြီးတော့မှတခြားမိန်းမအိမ်မှာသွားပြီးတော့မှအတူတူသွားအိပ်ပါတယ်ဒါတော့မှတယောက်တည်းနဲ့ဖောက်ပြန်တာမဟုတ်ပါဘူးမြောက်ရောက်များဆိုတာသူဖောက်ပြန်ထားတဲ့ဟာတွေသူ့ဖုန်းကိုညီမယူပြီးကြည့်တဲ့အချိန်မှာအကုန်လုံးတွေ့ရပါတယ်အဲ့ဟာတွေကိုလည်းညီမစီမှာအကုန်လုံးဓာတ်ပုံရိုက်ပြီးတော့မှတက်တင်တဲ့တကွာညီမယူထားပါတယ်နောက်ဆုံးဒီဧပြီ9ရက်နေ့မှာဒါသူ့အကိုတို့နဲ့သူအလူသွားလူတယ်ငလင်အလူသွားလူတယ်အလူသွားလူပြီးတော့မှအိမ်ပြန်လာမယ်လို့သူပြောပါတယ်အိမ်ပြန်လာမယ်လို့ပြောပြီးတော့မှအဲ့ဒီမှာညီမနဲ့သူနဲ့ဒီလိုပဲသမီးစားအရာစကားများကြတဲ့အချိန်မှာစိတ်ဆိုးပြီးတော့မှဘလော့လိုက်တယ်စကားများလိုက်တယ်အဲ့အိမ်ကိုပြန်မလာဘဲနဲ့ဟိုတယ်မှာသွားပြီးတော့မှတခြားဆော်ကိုအိတ်ဖို့အတွက်ကိုခေါ်ပါတယ်အဲ့လိုမျိုးအိတ်ဖို့ခေါ်ထားတဲ့ဟာတွေ Messenger မှာသူပြောထားတဲ့ဟာတွေစာတွေအားလုံးဒီလဲတက်တင်တဲ့တကွာညီမမှာရှိပါတယ်ဟိုတယ်မှာလဲဆော်ခေါ်ပြီးတော့အိတ်တာတွေလဲညီမမှာတက်တင်အကုန်လုံးရှိပါတယ်ဆိုတော့ तू ကအခုတရားလွန်လွန်အားကြီးသွားပြီသူ့ဘက်မှာအတိုင်းဝိုင်းရှိတယ်ဆိုပြီးတော့မှညီမကိုအခုလိုမျိုးဖိနှိပ်တာအခုလိုမျိုးနိုင်ထက်စီးနေလောက်တာယောက်ျားတစ်ယောက်ဖြစ်ပြီးတော့မှယောက်ျားတောင်းရင်ယောက်ျားမယူဘဲနဲ့မိန်းမလို့မိန်းမရနဲ့အခုလိုမျိုးတွေ तू ညီမကိုပြောလို့ညီ
ညီမဒီဟာကိုတင်ရခြင်းဖြစ်ပါတယ်ပြီးရင်သူနဲ့ဖုန်းပြောထားတဲ့ record တွေသူဒီပတ်စံတွေကိုပြန်ပေးမယ်ဆိုပြီးဂတိခံထားတဲ့ record တွေဒီလဲညီမ Facebook မေးပဲဦးဆိုတဲ့အကောင့်မှာညီမ Facebook မှာညီမတင်ထားပါတယ်အဲ့ဒါတွေကိုလဲညီမဒီသူနဲ့ရှိခဲ့တဲ့အချိန်မှာဖောက်ပြန်မှုလည်းမရှိခဲ့ဘူးတစ္ဆာမဲမှုလည်းမရှိခဲ့ဘူးညီမဖက်ကမိမတယောက်ရဲ့တာဝန်ကိုကြေအောင်အကုန်လုံးလုပ်ပေးခဲ့ပါတယ်မိမတယောက်ထက်လွန်ခဲ့တဲ့တာဝန်တွေကိုကြေပြီးမှညီမပခုံးပေါ်မှာပဲတင်ထားပြီးသူ့ကိုကြွေးထားခဲ့ရတာမွေးထားခဲ့ရတာစကင်းကဲအားစားအိမ်မှာစားဖို့တောက်ဖို့မီးဖို့ကြောင့်အကုန်လုံးအစားစားရရကိုမွေးထားတဲ့ကလေးတယောက်ကိုပြုစုနေရတယ်လို့မျိုးကျမသူ့အိမ်ပေါ်မှာတင်ပြီးတော့အဲ့လိုမျိုးထားခဲ့ရတာအဲ့လိုမျိုးထားတာတောင်မှပဲ तू ကတခြားမိန်းမတယောက်တော့မကတော့မိန်းမတွေနဲ့ तू ဖောက်ပြန်နေဆက်ချက်တယ် तू ဆက်ချက်ထားတဲ့ဟာတွေကစကျွန်မ Facebook အကောင့်မှာတင်ထားပါတယ်သွားကြည့်လို့ရပါတယ်ရှင်မိသားစုနဲ့သူ့မှာအတိုင်းဝိုင်းရှိတယ်မိသားစုရှိတယ်ဆိုပြီးအခုလိုမျိုးဖိနေတာကိုညီမမခံနိုင်လုံးလို့ဒီဟာကိုတင်ရတာပါညီမအခုလိုမျိုးတင်ရတဲ့အတွက်လည်းအားလုံးဒီလိုမျိုးနားထောင်ပေးနေတဲ့ကြည်ပေးနေတဲ့လူတွေအားလုံးကိုလည်းတောင်းပန်ပါတယ်နိုင်ငံရေးမကောင်းတဲ့ဂျားတွေကစိတ်အနှောက်အယှက်ဖြစ်သွားတယ်ဆိုလို့ရှိရင်လည်းမိတဲ့ဘက်ကအနူးညွတ်တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်မိတဲ့အခုလိုမျိုးတင်ရတယ်ဆိုတာလည်းအယမ်းမခံစားနိုင်လုံးလို့အခုညနေမှာ तू ပြောထားတဲ့စကားတွေ तू ပြောတဲ့စကားလုံးတိုင်းအကုန်လုံးဒီညီမစီမှာအကုန်လုံး record ယူထားပါတယ်သူဒီတရားဥပဒေရသွားမယ်လို့ तू ပြောပါတယ်ဟုတ်ပါတယ်သွားပါရှင်းရပါတယ်ကြိုက်တဲ့လမ်းနဲ့သွားပါညီမဘက်ကလည်းအကုန်လုံးလုပ်ဖို့အစင်သင့်မှာပဲညီမဘက်ကလည်းအကုန်ပြင်ဆင်ပြီးမှအကုန်လုံးလုပ်ထားပါတယ်လို့ तू သွားချင်တဲ့လမ်းကနေသွားပါတရားဥပဒေတိုင်းပဲဖြည့်ရှင်းဘလို့နီးနဲ့ပဲဖြည့်ရှင်းဒါပေမဲ့ညီမပတ်စံကို तू ယူသုံးထားတယ်ဆိုတဲ့ဟာကိုတော့တတ်သိမ့်နဲ့တကွာအကုန်လုံးရှိပါတယ်तू ကပြောရဲစာချုပ်စာတမ်းနဲ့ယူထားတာမဟုတ်ဘူး तू ညီမဒီလိုမျိုးစိုက်ထုတ်ပေးထားတာစာချုပ်စာတမ်းမရှိဘူးပေးချင်ပေးမယ်မပေးချင်မပေးဘူးဆိုတဲ့စကားဒီယောက်ျားစကားမဟုတ်ပါဘူးမိန်းမလို့မိန်းမရမိန်းမထမိန်နာခိုစားပြီးတော့မှတိတ်ခါမရှိတော့ယောက်ျားအကျင့်စရိုက်နဲ့ဒီလိုမျိုးပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့မိတဲ့ဖက်ကလုံးဝမခံနိုင်လို့ဒီဟာကိုတင်ရတာဖြစ်ပါတယ်အခုလိုမျိုးပြောတဲ့အထက်မှာစကားအရင်နေပါသွားတယ်ဆိုလို့ရှိရင်လည်းကြည်နေတဲ့လူတွေအားလုံးကိုတောင်းပန်ပါတယ်လို့မိတဲ့ဟာပြောချင်ပါတယ်ရှင်အားလုံးကိုလည်းကျေးဇူးအများကြီးလည်းတင်ပါတယ်ရှင်